ကျေးဇူးတော်ရှင်ဆရာတော်ရှင်သူမြတ်ဒီဖျားယနေ့ညသာသနာတော်နှစ်2565ခုနှစ်ကောဇာတက္ကရာ1383ခုနှစ်ပြာဇိုလဇန်1ရက်2022ခုနှစ်ဇန်နဝါရီလ2ရက်တနင်္ဂနွေနေ့ညဓမ္မဒါနကုသိုလ်ရှင်များဖြစ်ကြသောရန်ကုန်မြို့နေကွယ်လွန်ပြီးသောဘိုးဘွားများအားရည်စူး၍ဦးမြင့်ဆွေဒေါ်တန်းမှုသမီးမခိုင်ခိုင်သောမဆိတ်စိတ်သောမိသားစုတို့၏ဆင်ရင်ကျင်းပပြုလုပ်အပ်သောအွန်လိုင်းဓမ္မသဘင်နှင့်ဆက်လျင်၍ကျေးဇူးတော်ရှင်ပမောက္ခချုပ်ဆရာတော်ဘုရားကြီးမှတရားဒေသနာတော်များဟောကြားချီးမြှင့်ပေးသနာတော်မူပါယံဘုရား၏တော်ခြေတော်စုံဥခိုက်၍ယုသေးစွာလျှောက်ထားအပ်ပါသည်ဗျာသာသနာတော်နှစ်2565နှစ်ကောဇာတက္ကရာ1383ခုနှစ်ပြာသိုလဇန်1ရက်2022ခုနှစ်ဇန်နဝါရီလ2ရက်တနင်္ဂနွေနေ့၌အွန်လိုင်းမှာဟောကြားအပ်သောတရားဒေသနာတော်ခေမာထေရီမဤပါရမီဘဝနှင့်နောက်ဆုံးနေ့ရက်များအပိုင်း3မြတ်စွာဘုရားကရုပ်ခန္ဓာရဲ့အပြစ်ကိုပြောတယ်လို့ဆိုတဲ့အခါမှာလောကမှာလှခြင်းပခြင်းရတဲ့အမျိုးသမီးတွေကမကြိုက်ကြဘူးပေါ့ကိုယ်ရုပ်ဆင်းကိုတမိုးထားပြီးတော့မျက်နှိုးနေကြတဲ့ပုဂ္ဂိုလ်တွေကရုပ်ဆင်းနဲ့ပတ်သက်ပြီးရှုတ်ချပြီးပြောတာမခံနိုင်တာဒါသဘာဝပါပဲပုရုဇဉ်ရဲ့အနေထားအဖြစ်ကြည့်မယ်ဆိုလို့ရှိရင်မိမိတို့မျက်နှိုးတဲ့အရာကိုအပြစ်ပြောရင်ပြည်သူတူတယောက်မှခံနိုင်တာမဟုတ်ပါဘူးသို့တော့အမှန်တရားကိုသိပြီဆိုလို့ရှိရင်ပြောတဲ့အတိုင်းဟုတ်သလားမဟုတ်ဘူးလားဆိုတော့ပြောတဲ့အတိုင်းဟုတ်တာပဲဟုတ်တယ်လို့သိတာနဲ့တပြိုင်နက်မခံနိုင်တဲ့ဆန့်ကျင်တဲ့စိတ်တွေကပျောက်သွားမှာပါနော်တရားသိရသွားတာနဲ့မြတ်စွာဘုရားဟောတာကအမှန်ပါလားတို့ကမျက်စိနဲ့လမ်းမှားနေတာပါလားအထင်အမြင်တွေကိုအမှန်လုပ်ပြီးတော့လောကကြီးကနေကြတာအထင်အမြင်ကအထင်အမြင်မျှတာဖြစ်တယ်အမှန်တရားမဟုတ်ဘူးအဲ့ဒီအမှန်တရားမဟုတ်တာကိုပဲအမှန်လုပ်ပြီးတော့လူတွေကဆွဲလန်းပြီးတန်တာနေကြတာဒါကြောင့်မို့တကယ်အရှိနဲ့တွေးထင်ထားတာတွေကတလွဲတွေကြီးပဲဖြစ်တယ်တလွဲတွေကြီးပဲဖြစ်နေတယ်အဲ့ဒီလွဲမှားနေတာကိုတဲ့ပေးတာမြတ်စွာဘုရားအဲ့တော့တဲ့ပေးတာအတော်နဲ့တဲ့ဖို့တော့မလွယ်ဘူးဘာလို့လို့ဆိုအလွဲမှားကခေါရိုးကျိုးနေလို့ခေါရိုးကျိုးနေတဲ့အလွဲမှားကိုပြန်ပြီးတော့ခေါရိုးပြေအောင်လုပ်ဖို့ဆိုတော်တော်ခဲနေပေါ့နော်အဲ့တော့ခေမာမိဖုရားဟာသူ့ရဲ့အလှပပုံမှာမန်တက်ပြီးမန်ရစ်နေတဲ့ပုဂ္ဂိုလ်ဖြစ်တယ်သူ့ရဲ့အလှပကိုမှုချိုးမြစ်ချိုးပြောရင်သူလက်ခံမှာမဟုတ်ဘူးအဲ့ဒီတော့ရသော်ဘုရားကိုသူတွေ့ဆုံလို့မှုမရှိဘူးဘုရားဟောတဲ့တရားတွေကိုတစ်စိတစ်စောင်းသို့မဟုတ်သတင်းစကားအနေနဲ့ကြားထားတဲ့အခါမှာရုပ်ဆင်းလှပမှုကိုရှုတ်ချတယ်လို့သူသိထားတဲ့အတွက်ကြောင့်နန်းတော်ကြွလာရင်လည်းဘာရောက်ဖူးမြောက်မှာမဟုတ်ဘူးဝေလူအကြောင်းမှာရှိနေတဲ့ချိန်နဲ့သွားရောက်ဖူးမြောက်ကျင်တာမဟုတ်ဘူးအဲ့ဒီတော့ပိမိသရမင်းကြီးကနိပရိယေနဲ့သူ့ရဲ့မိဖုရားခေမဒေဝီကိုဘုရားကျောင်းတော်ရောက်အောင်ကြံဆောင်ပြီးတော့ပြုလို့ရတယ်ဒါလိမ္မာပဏ္ဏတဲ့လူတွေကတိုက်ရိုက်သွားခိုင်းလို့မရတဲ့အခါကျတော့ဒီသစ္ဆောင်ဖြာရောက်မှုနဲ့ပဲသူစိတ်ဝင်စားလာအောင်လုပ်ရတယ်ဒီနည်းစနစ်ကလည်းလွန်ကောင်းတာပဲမိဘတွေကသာသမီတွေကိုမိမိတို့သွားစေခြင်းနဲ့လမ်းကိုရောက်ဖို့အတွက်ဆိုရင်ဒီနည်းကိုသုံးသင့်တယ်ပေါ့အတင်းကျပ်သွားခိုင်းတာမျိုးမဟုတ်ဘူးသူကဘယင်မဲဘယင်ဆိုရင်ဘယင်ရဲ့အမိတ်နဲ့မသွားမနေရဘူးသွားရမယ်လို့မပြောဘူး
သူစိတ်ဝင်စားလောက်အောင်ဗိမိသာရမင်းကြီးကနိပရိယေနဲ့လှုပ်တာဒါအလုံးမှတ်သားစရာကောင်းတယ်ပေါ့လောကမှာအဲ့တော့မြတ်စွာဘုရားသွားလို့စိတ်မြတ်စွာဘုရားထံမြတ်စွာဘုရားနဲ့တွေ့လို့စိတ်မရှိတဲ့ခေမမိဘုရားကိုဗိမိသာရမင်းကြီးကဘာလုပ်တုံးဆိုတာကိုစပြီးတော့ပြောဗိမိသာရောတတရာစာမမနုက္ခဗုဒ္ဓိယဝဏိတောဝေလူဝနာခာယကေခပယိမမဗိမိသာရမင်းရဲ့နိပရိယေကအလွန်ကောင်းတယ်တဲ့ဘုရားနဲ့မတွေ့လို့တဲ့သူ့ကိုတကယ်ကိုနိပရိယေကိုအသုံးချပြီးတော့စိတ်ကူးဉာဏ်ကူကောင်းကောင်းနဲ့ဗိမိသာရမင်းဟာဒီဆရာတွေကိုဖိတ်ခေါ်ပြီးတော့ဝေလူဝန်ဥယျာဉ်ကြီးရဲ့အလှပကိုတချင်းဆက်ခိုင်းတယ်တချင်းဆက်ခိုင်းပြီးတော့နာမည်ကျော်အဆိုတော်တွေကိုအဲ့တချင်းကိုဆိုခိုင်းတယ်လောကလူတွေဟာစိတ်ဝင်စားမှုရလာအောင်လုပ်တဲ့နည်းတစ်ခုပဲเนาะအဲ့ဒါခုခေတ်မှာလုပ်တာမဟုတ်ဘူးရှေးတယ်လုပ်လာတာဒါတချို့ကခေတ်မီနီးလို့ထင်နေတယ်မဟုတ်ဘူးရှေးတော့ကလူတွေကဒီနီးစနစ်ကိုသုံးခဲ့တာဖြစ်တယ်နာမည်ကြီးခြင်းတဲ့အခါမှာလည်းပဲတော့ဘိက္ခုနီမတူဟာနာမည်ကျော်ခြင်းတဲ့ခါရဲ့သူ့ရဲ့ဂုဏ်သတင်းတွေကိုတချင်းရေးပြီးတော့တချင်းဆိုခိုင်းတာလည်းရှိဘူးတယ်ဘုရားလက်ထက်ကအခုဗိမိသာရမင်းကြီးကလည်းတေးဆရာတွေကိုခေါ်ပြီးတော့ဝေလူဝန်ဥယျာဉ်ကြီးရဲ့အလှပကိုတချင်းဆက်ခိုင်းတယ်ပေါ့နော်အဲ့တော့တချင်းဆက်ပြီးတော့တချင်းဆိုခိုင်းတယ်အဲ့တော့တချင်းဆိုတာကျတော့လူတိုင်းကနားထောင်နေတယ်နားလဲဝင်တယ်လေနားလဲဝင်တယ်အဲ့တော့တချင်းဆိုခိုင်းပြီးတော့သူ့ကိုစိတ်ဝင်စားအောင်လုပ်အဲ့တချင်းကဒီနေရာမှာ၄ဟုတ်ရှိတယ်ဒါတမန်တန်နဲ့ဖတ်ရင်တော့တချင်းမဟုတ်ဘူးအိန္ဒိယနိုင်ငံသားတွေကိုဆိုခိုင်းရင်တော့ဒါတချင်းဖြစ်တယ်ဟောတာတော့တချင်းဆိုတာအဓိပ္ပာယ်ကိုပဲအတန်နဲ့ဆိုရတာဖြစ်တာပေါ့နော်ခုခေတ်တချင်းတွေဆိုကြည့်ပဲတမန်လူဆိုလို့ရှိရင်တော့ဆိုရမှာမဟုတ်ဘူးလေတချင်းဆိုတဲ့တေးဆိုတဲ့ပုဂ္ဂိုလ်တွေကသာဆိုရတာကိုသူစာသားအတိုင်းဖတ်လို့ရှိရင်ရိုးရိုးကြီးဖြစ်မှာပေါ့တော့ကြောက်ဥရလေးပြောရမယ်ဆိုလို့ရှင်မိုးဘော်ကကျဲဘာကျဲတဲ့တုံးလို့ရေးထားတဲ့တချင်းတစ်ပုဒ်ကိုတရုတ်တယောက်ကဆိုတဲ့အခါကျတော့မိုးဘော်ကြည့်ဘာကြည့်တာတုံးဆိုဖြစ်သွားတယ်တကယ်ကတော့အဲ့ဒါတချင်းဆိုသလိုဆိုရမှာနော်မိုးဘော်ကြည့်ဘာကြည့်တာတုံးဖြစ်သွားတယ်အဲ့တော့တချင်းဆိုတာသူတန်စင်နဲ့ဆိုနိုင်မှတချင်းဖြစ်တာဟုတ်အဲ့တော့အခုလည်းပဲပါဠိကာထဗုဒ္ဓေဆိုတာအိန္ဒိယသချင်းတွေကိုနားထောင်ကြည့်တရားတွေကိုသချင်းလို့ဆိုတာသူတို့စကားနဲ့သချင်းလို့ဆိုတာနိုင်ငံခြားဆိုကြတာတွေလည်းအင်္ဂလိပ်သချင်းတွေပါတယ်လည်းဒီတိုင်းပဲသချင်းလို့ဆိုတိုင်းရင်တော့ရအဲ့တော့တမန်အားဖြင့်ဆိုပြမယ်ဆိုရင်တော့ရိုးရိုးဂါထာလေးပဲအဓိပ္ပာယ်နော်အဲ့ဒီ၄ဘုတ်ကိုနည်းနည်းနားထောင်ကြည့်တန်စင်လေးတွေပါတယ်ဒါပေမဲ့ကိုကတော့ဆိုမပြတ်တတ်ဘူးအဲတချင်းလို့ဟာမျိုးသို့တော့အတိပ္ပယ်တော့ပြောပြမယ်စကလုံးလေးတွေတုံးထားတာလှတယ်ဝေလူဝန်ဥယျာဉ်ကြီးရဲ့အလှပကိုချဲမုံထားတဲ့တချင်းက၄ဘုတ်ရှိတယ်ရမံဝေလူဝနံယေနနဒိဋ္ဌံသုကတာလယနတေနနန္ဒနံဒိဋ္ဌံဣတိမညာမသိမယံသူကကာယလေးတွေနဲ့သွားတာသူကရမံဝေလူဝနံယေနနဒိဋ္ဌံသုကတာလယနတေနနန္ဒနံဒိဋ္ဌံဣတိမညာမသိမယံနောက်တစ်ပုဒ်ကရှေနဝေလူဝနံဒိဋ္ဌံနရနန္ဒနနန္ဒနံနာဒိဋ္ဌံနန္ဒနံတေနအမရေနသူနေတနံသူကနားငယ်လေးတွေနဲ့အများကြီးစီပြထားတာယေနဝေလူဝနံဒိဋ္ဌံနရနန္ဒနနန္ဒနံဆိုရတဲ့လူဆိုရင်တော့နားထောင်ကောင်းပါ
ရှင်းတော့ရလဲတရားဟောတဲ့ဆရာတော်တော်ဆိုတာကိုငယ်ငယ်ကြားဘူးတယ်ဒီကထာလေးကိုသိသိချာချာရှေနဝိလိဝနံဒိဋ္ဌံနရနန္ဒနာနန္ဒနံသူဆိုတာဒါကောင်းတယ်နော်ဆိုပြနဒိဋ္ဌံနန္ဒနံတေနအမရိန္ဒသူနန္ဒနံဝိဟာယနန္ဒနံထေဝဩဒိဋ္ဌဝမဟိတလံရမံဝိလိဝနံဒိဋ္ဌံဒိဋ္ဌဝနတ္တပန္တိသူဝေမိတာရာဇပုံညေနနိဗ္ဗတံဗုဒ္ဓပုံညေနဘုတိတံကောဝတ္တတတနေတေတံဝနတ္တခုဏသင်္စယံဒီခါတာလေးဖို့အဲ့ဒါတချင်းလေးဖို့ဆက်လိုက်တာဟိုရင်ကတော့အတိပ္ပယ်ကတော့သူတပုတ်သေးပေါ့ဝေလူဥယျာဉ်ရဲ့အလှပကိုတည်ကုန်းထားတာတန်စင်ကိုနားလှည့်ပြီးတော့တချင်းဆိုရတဲ့လူဆိုရင်ဒါတော့လှပတဲ့စကလုံးလေးတွေရွေးချယ်ထားတာအလွန်ကောင်းတဲ့တချင်းတစ်ပုတ်ဖြစ်တယ်နော်အလွန်ကောင်းတဲ့တချင်းတစ်ပုတ်အတိပ္ပယ်ကဘာလို့ဆိုရမံဝိလူဏယေနနဒိဋ္ဌံသုက္ကတလယမြတ်စွာဘုရားသတင်း300ဖြစ်တဲ့ဝိလူဥယျာဉ်ကြီးကိုမမြင်ဘူးလို့ရှိရင်တဲ့မမြင်ဘူးတဲ့ပုဂ္ဂိုလ်ဟာနတေနနန္ဒနံဒိဋ္ဌံဣတိမေညမသိမယံတာဝရိန္ဒနတ်ပြည်ကနန္ဒုံဥယျာဉ်ကြီးကိုမမြင်ဘူးလို့ထင်ပါတယ်တဲ့ဝေလူဥယျာဉ်ကိုမမြင်ဘူးတဲ့ပုဂ္ဂိုလ်ဟာတာဝရိန္ဒနတ်ပြည်ကနန္ဒုံဥယျာဉ်ကြီးကိုမမြင်ဘူးတဲ့သူလို့ထင်ပါတယ်ဒါတိကထာရဲ့ဒီပထမစကားလုံးရဲ့အဓိပ္ပာယ်နောက်တစ်ခါရှင်နဲ့ဝေလူနံဒိဋ္ဌံနရနန္ဒနာနန္ဒနာသူဒိဋ္ဌံနန္ဒနံတေနအပရိဏသူနေနနံဗေမိတရမင်းကြီးနှစ်သက်မြတ်နိုးတဲ့ဝေလူဥယျာဉ်ကြီးကိုမြင်ဘူးလို့ရှိရင်တရားမင်းကြီးမြတ်နိုးတဲ့တာဝရိန္ဒနတ်တွေမြတ်နိုးတဲ့ဒီနန္ဒုံဥယျာဉ်ကိုလည်းမြင်ဘူးသူဖြစ်ပါတယ်ဝေလူဥယျာဉ်မြင်ဘူးလို့ရှိရင်တာဝရိန္ဒနတ်ပြည်ကနန္ဒုံဥယျာဉ်ဆိုမြင်ဘူးတယ်တူတူပဲလို့ဆိုလို့တဲ့သူပြောကြတာပေမိတရဘိမြတ်နိုးတဲ့လှပတဲ့ဝေလူဥယျာဉ်ကြီးကိုမြင်ဘူးတဲ့ပုဂ္ဂိုလ်ဟာတာဝရိန္ဒနတ်ပြည်ကနတ်တွေမြတ်နိုးတဲ့နန္ဒုံဥယျာဉ်ကိုမြင်ဘူးသူပဲဖြစ်ပါတယ်တဲ့အဲ့တော့ဝေလူဥယျာဉ်ရဲ့အလှကိုသူကဖော်ကျူးတာနန္ဒုံဥယျာဉ်ကြီးနဲ့နှိုင်းယှဉ်ပြီးတော့ဖော်ကျူးထားတာနော်ဆိုလိုတာကသူကနန္ဒုံဥယျာဉ်ကြီးနဲ့တူတယ်အဲ့ဒီမှာနန္ဒုံဥယျာဉ်ကတော့သာသေးတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့သူကဘာရေးတော့ဆိုဝိဟာယနန္ဒနံဒေဝဩဒရိတဝမဟိတလံရမံဝိလူနံဒိဋ္ဌဝနတ္တပန္တိသူဝေမိတာတာဝရိန္ဒနတ်တွေဟာနန္ဒုံဥယျာဉ်ကိုစွန့်ခွာပြီးတော့မြေပြင်ကဝေလူဥယျာဉ်ကိုလာကြည့်ကြတာတဲ့အတော်နဲ့မပြန်နိုင်ကြဘူးတဲ့နတ်ပြည်ကိုအတော်နဲ့ပြန်မသွားနိုင်ကြဘူးတဲ့ဝေလူနန္ဒုံဥယျာဉ်ကြီးကရိုးနေတော့နန္ဒုံဥယျာဉ်ကြီးကိုမကြည့်ဘဲနဲ့ဝေလူဥယျာဉ်ကိုလာကြည့်ကြတာတဲ့ဝေလူဥယျာဉ်ရောက်တဲ့အခါအတော်နဲ့မပြန်နိုင်ကြဘူးတဲ့နော်ဒီတိပဲရေးထားပြီးတော့ရာဇပုံညေနနိဗ္ဗတံဗုဒ္ဓပုံညေနဖုတိတံကောဝတ္တတတနေတေတံဝနတ္တကုဏသင်္စယံပေမိတရမင်းကြီးရဲ့ကောင်းမှုကြောင့်ဖြစ်ပေါ်လာတဲ့မြတ်စွာဘုရားရဲ့တကိုးတော်နဲ့တစားဆင်ထားတဲ့ဒီဝေလူဥယျာဉ်ကြီးကိုလှပကိုဘယ်စာရေးဆရာကနော်ကုံစင်အောင်စာစီနိုင်ပါမလဲဘယ်သူပဲချီးမွမ်းကုံစင်အောင်ဘယ်သူမှမချီးမွမ်းနိုင်ပါဘူးဆိုတာ ਨੇ ဒီသချင်းကိုဆုံးသက်ထားတာအဲ့ဒီသချင်းကိုအဆိုကောင်းထိုခေတ်ကအဆိုတော်တွေကနန်းတော်မှာဆိုကြတဲ့အခါမှာနန်းတော်တစ်ခုလုံးကဒီသချင်းကိုရပြီးတော့နန်းတော်သူနန်းတော်သားတွေဒီသချင်းကိုဆိုကြလူတိုင်းကြိုက်တဲ့လူတိုင်းရဲ့ပါးစပ်ဖြားတဲ့ရောက်လာတော့ခေမာဘီဘုရားကိုလည်းဖျော်ဖြေတဲ့ပုဂ္ဂိုလ်တွေကလည်းဒီသချင်းဆိုပြကြတာပေါ့နော်
သူ့ရဲ့ဖြောပြေးတွေကလည်းဒီတခြင်းလေးနဲ့ဆိုကြတယ်ဆိုတော့ဒါဝေလူဟိုမသွားခြင်းအောင်လုပ်ပေးထားတာလေတော့လူရဲ့စိတ်ဆိုတာဒီတခြင်းရဲ့ဆွဆောင်မှုနဲ့လူတွေကစိတ်ပတ်သွားကြတာအဲ့တော့ခေမယမိဖုရားဟာဒီတခြင်းလေးကိုကြားလိုက်တဲ့အခါကျတော့ခါတိုင်းရောက်မှုတဲ့ဝေလူဥယျာဉ်တော်မှာပဲသွားခြင်းစိတ်တွေပေါက်လာတယ်တခြင်းနားထောင်ပြီးတော့သွားခြင်းစိတ်တွေပေါက်လာတယ်အဲ့ဒါကို तू မိဖုရားဆိုတော့ဥယျာဉ်ထွက်ခြင်းနဲ့ဆိုရင်ဘုရင်စီကိုခွင့်ပြုချက်တောင်းရတယ်ဒါကြောင့် तू သွားခြင်းတဲ့စိတ်တွေဖြစ်လာတဲ့အခါမှာတန်သုတ်တဝါဝနသမိဋ္ဌံမမသောဘမနောဟရံဓာတုကမ္မတမူယာနံတမူယာနံရိညောအာရောစိန်တတာတော့ဥယျာဉ်ကြီးကိုမမြင်ဘူးလို့စိတ်ထဲမှာတကယ်ကိုထူးဆန်းဖြစ်ပြီးတော့တခြင်းရဲ့စွမ်းဆောင်မှုကြောင့်သူကသွားခြင်းစိတ်တွေပေါက်လာတယ်နားထောင်တော့လည်းကောင်းတယ်စိတ်ကလည်းတခြင်းနားထောင်ရတာကြည်နူးတယ်အဲ့ဒါနဲ့ဥယျာဉ်ကိုချစ်ခြင်းစိတ်တွေဖြစ်လာတဲ့အခါကျတော့ဘုရင်ကြီးစီတန်တော်ဥတင်နဲ့သရင်ပို့တယ်သူဝေလူဥယျာဉ်သွားလဲချင်ပါတယ်အဲ့တော့ဘုရင်ကြီးကသူသွားစေခြင်းနေတာကိုဝေလူဥယျာဉ်ဖះနဲ့တွေ့စေခြင်းလို့မဟာတာပရိဝါရေနတဒါသသောမဟိပတိမိဖုရားကြီးစီကခွင့်ပန်ညက်ခေမာမိဖုရားစီကခွင့်ပန်ညက်ခွင့်ပန်နာရလာတဲ့အခါမှာဘုရင်ကြီးကဥယျာဉ်သွားဖို့အတွက်အချမ်းရံနေနဲ့ခန်းခန်းနာနာစီမံပြီးတော့ပေးလိုက်တယ်နော်အဆောင်အလျှောက်တွေနဲ့အချမ်းရံနေနဲ့အကုန်လုံးမံပေသိတိတမူယနာသဒ္ဒနာယသမုဒ္ဒုကံဥယျာဉ်ကြီးကိုထွက်ပြီးတော့ဥယျာဉ်ကြီးကိုလှည့်ကြည့်ရှုဖို့အတွက်ဘုရင်ကြီးကအလုံးစီမံဆောင်ရွက်ပေးတယ်ချမ်းရံပရိသတ်တွေနဲ့သွားခိုင်းလိုက်တယ်ပေါ့ဆောင်းလျှောက်တွေနဲ့သွားခိုင်းလိုက်ပြီဘုရင်ကြီးကတိုက်တွန်းတယ်ကိစ္စပတ္တမဟာဘောခေဝနံနိတ္တရတယနာယန္တရာဘာတိတိရိယာသူကတာဘာနုရင်စိတာမြတ်ဗုဒ္ဓရဲ့ရောင်ကြီးဝန်းနေနဲ့လှဆင်ထားတဲ့ကျက်သည်ရှိလာတဲ့မျက်လုံးရဲ့အရာသာကြည့်ရတဲ့အရာသာကိုတိုးပွားစေတတ်တယ်ဥယျာဉ်ကိုမိဖုရားသွားပါလေဆိုပြီးတော့စီစဉ်နေအကုန်လုပ်ပေးလိုက်တယ်အဲ့တော့သူကသွားတဲ့အခါအချိန်ရွေးလိုက်တယ်ဖះနဲ့တိုးနေမှာဆိုလို့ဖះဆုံးခံသွားတဲ့အချိန်ကိုသူရွေးတယ်မနေ့ပိုင်းလေးဖះဆုံးခံသွားတဲ့အချိန်ကိုသူရွေးမယ်အဲ့ဒါရွေးပြီးတော့ယဒါသပိဏာယမုနိခိရိပစ္စပုရုတ္တမတောင်ငါးလုံးကခိုးတဲ့ရာဇဂုမြို့တဲကိုမြတ်စွာဘုရားဆင်းခံသွားတဲ့အချိန်လေးမှာတဲ့ပဝိထောဟံတရာယေဝဝနန္တထုမူပကမေအဲ့ဒီအချိန်ကိုပဲတမင်ရွေးပြီးတော့ဥယျာဉ်ကိုသွားခဲ့တယ်ဘုရားတော်ဆုံးခံသွားနေတဲ့ဒီချိန်ယဟန်တန်ဃာတွေကမြို့ထဲဆုံးခံဝေးနေတဲ့ဥယျာဉ်ထဲမှာတဘာမှရှိမှမဟုတ်ဘူးဆိုတဲ့အချိန်လေးကိုသူရွေးပြီးတော့သွားလိုက်တယ်အဲဥယျာဉ်ထဲရောက်တဲ့အခါမှာတဒါတံဖုံလဝိပိနံနာနာပမရပုစိတံကုစိတံကောကိလာခိတသဟိတံမယုရကနနိစိတံအဲ့တော့ဒီဒါတွေကတကယ်ကတော့ကြပြာတွေပဲကြပြာနဲ့သေယုတ်ဖော်ထားတာကိုသူပြောတဲ့စကားလုံးတွေကိုကြပြာနဲ့သေယုတ်ဖော်ထားတာအဲ့ဒီတော့ကဥယျာဉ်ကြီးထဲမှာတဲ့တစ်ပင်တွေကလည်းဖူးလို့ပွင့်လို့တစ်ပင်တွေဖူးပွင့်နေတဲ့အခါမှာ
ပြာပရုံတွေကလည်းပဲပန်းဝကြီးတွေစုပ်သုံးနေကြတယ်တဲ့ကောကိလာခိတသဟိတံဩငှက်ကလေးတွေလည်းသချင်းဆိုနေကြတယ်တဲ့မယူရကနနိစိတံတောင်းတွေကလည်းကနေကြတယ်တောရဲ့တေယုံမှာနော်တောင်းတွေကလည်းကကြတယ်ဩတွေကလည်းတွန့်ကျူးနေကြတယ်ဒီပရုံပြပရုံအမျိုးစုံကလည်းပဲပန်းဝကြီးတွေကိုစုပ်သုံးနေကြတယ်တောရဲ့အလှပတစ်ခုကိုသူခံစားရတယ်အပ္ပတ္တမနာကိဏံနာနာစင်္ကမဘုတိတံကုတိမန္တပသံကိဏံယောဂီဝရဝိရစိတံဥယျာဉ်နဲ့ဝင်သွားလိုက်တာတိတ်ဆိတ်နေတာပဲတန်ဃာတွေကလည်းဆွမ်းခံသွားနေကြတယ်ဆိုတော့ငါကလည်းတန်ဃာတွေရှိနေရင်လည်းတိတ်တိတ်ဆိတ်ဆိတ်နေတာဥယျာဉ်နဲ့ဝင်သွားလိုက်တာဥယျာဉ်ကြီးကလည်းအကျယ်ကြီးသစ်ပင်တွေရဲ့အလှပန်းမင်းတွေရဲ့အလှတွေနဲ့အပ္ပတ္တတိုးတိတ်နေတယ်အနာကိဏမိဖုရားလာတယ်ဆိုတော့ကျန်တဲ့လူတွေလည်းဥယျာဉ်နဲ့လာခွင့်မရှိဘူးပေါ့နော်လုံယုံရေးတင်းကျပ်ထားတယ်အဲ့ဒီမှာဥယျာဉ်ထဲမှာတိတ်ဆိတ်ပြီးတော့လူသွားလူလာလည်းမရှုပ်ထွေးဘူးနာနာစင်္ကမဘုတိတံတရားထုတ်တဲ့ရဟန်းတော်တွေစဉ္ညာလျှောက်တဲ့စဉ္ညာလမ်းလေးတွေကလည်းစနစ်တကျဖော်ထားတယ်ကုတိမန္တပသံကိဏံကပ္ပထာကြောင်းလေးတွေဒီရိတ်ခိုတဲ့မန္တကလေးတွေဒီအလှပလေးတွေကလည်းရှိတယ်ယောဂီဝရဝိရာစိတံကမ္မထာလို့အထုတ်နေတဲ့ယောဂီပုဂ္ဂိုလ်တွေဖို့နေချင်းစရာနေရာလေးတစ်ခုဖြစ်နေတယ်တဲ့ဥယျာဉ်နဲ့ဝိစရန္တိအမိညိတံသဖလံနေယနမမတိတ်ဆိတ်ငြိမ်သက်ပြီးလှပနေတဲ့ဥယျာဉ်ကြီးကိုလက်ပတ်ချီရင်ကနေပြီးတော့သူခေါင်းထဲမှာအတွေးဝင်နေတဲ့ငါမျက်စိဒီဥယျာဉ်ကြီးကိုမြင်လိုက်ရတာတော့အကျိုးရှိလိုက်တာတန်ဖိုးရှိလိုက်တာလို့ခေမမိဗျာသူခံစားချက်ကိုဖော်ပြပြီငါလာလဲရတာဥယျာဉ်ကြီးကြည့်လိုက်ရတာမျက်စိပတာရရှိလိုက်တာအကျိုးရှိလိုက်တာလို့အဲ့လိုဥယျာဉ်ထဲမှာလှက်ပတ်ပြီးသွားလာတဲ့အခါမှာတထာပိတရုဏံဘိက္ခုံယုတ်တံဒိဋ္ဌဝဝိစေတယေအဲ့လိုဒိဋ္ဌိဉ္ဇတဲ့ဥယျာဉ်ထဲမှာတဏှာတထောင်ခွေးကတစ်ပင်အောက်မှာရဟန်းငယ်လေးတစ်ပါးတရားထိုင်နေတော့တော့တွေ့တယ်အရွယ်ငယ်ငယ်လေးပဲရှိသေးတယ်ငယ်ငယ်ပဲရှိသေးတယ်နှုတ်ပြိုတဲ့အရွယ်လေးမှာရဟန်းတော်တစ်ပါးဟာကမ္မထမ်းထိုင်နေတော့တွေ့တော့သူကစဉ်းစားမိတယ်ဣတိတေဝိပိနေရမေထိတောယံနဝရွပနေဝတန္တမိဝကန္တေနရူပိနသသမဏိတောဟဲဒီကိုယ်တော်လေးကရုပ်ဆင်းကလည်းတတ်တတ်ပဲချောချောလှလှအရွယ်လေးကလည်းငယ်ငယ်ဒီလိုတိတ်ဆိတ်ငြိမ်သက်တဲ့တောထဲမှာတယောက်တည်းဘာလို့များနေပါလိမ့်မလဲသူကအများနဲ့နေတဲ့လူကတယောက်တည်းနေတဲ့တွေ့လို့ရှိရင်ဒီလိုပဲစဉ်းစားမှာပဲလေငယ်ငယ်ရွယ်ရွယ်လှလှပပရုပ်ဆင်းလှလှပပနဲ့နှုတ်ပြတဲ့အရွယ်လေးမှာတောထဲမှာတယောက်တည်းလာပြီးတော့ထိုင်နေတာသစ်ပင်အောင်မှာတယောက်တည်းထိုင်နေတာဘာကြောင့်များပါလိမ့်နိသိဏောရုခမူလံမိမုံတော်တန်ခတိပါရုတော်တယ်ခေါင်းကိုလည်းပြောင်းအောင်ရိတ်ထားတယ်တဲ့သင်္ကန်းကြီးကိုခြုံထားတယ်တဲ့သစ်ပင်ရင်မှာထိုင်နေသာယတိဝတ္တယံဘိက္ခုဟိတဝဝိတ္တယသံရတေလူလောကရဲ့အပျော်ပါးတွေအားလုံးကိုဖယ်ရှားပြီးတော့သူဟာတိတ်ဆိတ်ငြိမ်သက်စွာတရားမှတ်နေတယ်ဒါတော့တွေ့တာတော့တွေ့တော့သူစဉ်းစားပုံကဘယ်လိုစဉ်းစားလို့ဆိုနနုနမဂဟတိနာကာမံဗုဒ္ဓဝါယထာဒုက္ခပစ္ဆာဇိနေနဓမ္မောယံစရိတဘောသူပတကောအော်ဒီလိုငယ်ငယ်ရွယ်လေးတွေကအပျော်ပါးနဲ့အိမ်တော်ရသားပြုတ်ပြီးတော့နေသင့်တာပေါ့အသက်အရွယ်ရလာပြီဆိုတော့မှဒီလိုသင်္ကန်းဝတ်သင့်တာ
အဲ့ဒါထောက်ခံမဲ့လူတွေအများကြီးဖြစ်လိမ့်မယ်နော်ငယ်ငယ်ရွယ်နဲ့သင်္ကန်းမို့တဲ့မူနော်ရတော့အပျော်ပါနဲ့တို့ကြောင့်ဘဝမှာပဲနေအသက်ရွယ်ရလာပြီဆိုတော့မှတရားဆိုတာကျင့်နေတာပေါ့ဒီချိန်မကျင့်သင့်ဘူးဒါဟာအဲ့ဒီခေတ်ကလူတွေကလည်းအဲ့လိုပဲတွေးတာအဲ့လိုပဲတွေးတာလူတိုင်းဟာတာမန်လူတွေဟာလိုပဲတွေးတယ်လူဟာငယ်ရွယ်တဲ့အချိန်မှာပျော်ပါပါနေရမယ်အပျော်ပါနဲ့နေရမယ်အရွယ်ရောက်ပြီဆိုတော့မှတရားကျင့်ဒါလူတိုင်းရဲ့အတွေးပဲအဲ့လိုလို့တင်တယ်ဘာဖြစ်လို့များအသက်ငယ်ငယ်လေးနဲ့တရားထုတ်နေတယ်လဲတန်ရုပ်ပါဠိတော်ထဲမှာရှင်သမိဋ္ဌိဆိုတာအသက်ငယ်ငယ်နဲ့တရားကျင့်တယ်အတော်ကိုငယ်သေးတာလူပြုတ်လူရွယ်ငယ်လေးသူတရားကျင့်နေတဲ့အခါကျတော့နတ်သမီးကသူ့ပြောတယ်လက်တွေ့လူဘဝပြောစရာကောင်းတာတွေစွန့်ပြီးတော့နောင်ဘဝမှာရဖို့အတွက်ဘာဖြစ်လို့ရဟန်းဝတ်နေတယ်လေလူတွေကထင်ကြတာဘလို့ထင်တော့ဆိုသင်္ကန်းဝတ်တာဟာနောင်ဘဝနတ်ပြည်ရောက်ဖို့လို့အဲ့လိုထင်ကြတယ်အဲ့ဒီခေတ်ကအမျိုးသမီးတွေအားလုံးကလည်းအဲ့လိုပဲယူဆတယ်တရားကျင့်ပြီဆိုလို့ရှိရင်နောင်ဘဝမှာသူတို့ကနတ်ဘုံနန်းကိုရောက်ဖို့လုပ်တယ်လို့ပဲအားလုံးကသိထားကြတယ်အဲ့တော့လက်တွေ့မကြဘူးပေါ့သူတို့ကအခုလက်တွေ့ကြတဲ့ငယ်ရွယ်တဲ့အချိန်မှာကာမဂုဏ်အာယုန်နေနဲ့လူဘဝမှာချမ်းချမ်းသာသာနေသင့်တယ်ပေါ့အသက်ရွယ်ရပြီဆိုတော့မှတောထွက်တရားကျင့်တာဒါကောင်းတယ်ပေါ့ခုချိန်မှာတော့လက်တွေ့ခံစားလို့ရတဲ့ကာမဂုဏ်စည်းစိမ်တွေကိုခံစားသင့်တယ်လို့အဲ့ဒီတွေးသလိုပဲခေမထေရီမကလည်းခေမမိဖုရားကလည်းသူတွေးခဲ့တာသူကအဲ့ဒီတိုင်းပဲတွေးတယ်နန္ဒုနာမဂါထေနာကာမံဗုဒ္ဓဝါယထာဒုက္ခံစိတ်တိုင်းကြပျော်ပျော်ပါပါနေပြီးတော့မှတဲ့ပစ္ဆာစိနေနဓမ္မောယံစရိတဘောတဲ့ကြီးမတရားဆိုတာကျင့်တဲ့မဟုတ်လားတဲ့ဘာလို့ငယ်ငယ်ရွယ်လေးနဲ့လာတရားကျင့်နေသလဲသူတွေးမိနေတာအဲ့ဒါနော်အဲ့လိုတွေးပြီးတော့အဲ့ဒီကိုရိုလေးနာကနေဖြတ်ကျော်ပြီးတော့မြတ်စွာဘုရားသတင်းသုံးတဲ့ကျောင်းဘက်ကိုသူရောက်သွားတယ်သူလှက်ပတ်ကြည့်နေတာဘုရားကျောင်းနာရောက်သွားတဲ့အခါကျတော့ပြောကြတယ်ဗောဒါဗုဒ္ဓသတင်းသုံးတဲ့ကျောင်းခန္ဓာကုရိတိုက်လို့ပြောတာအဲ့မှာသုံးညတန္တိဝိရိတဝါနကန္ဓကေဟံစိနလယဥပိတဝါစိနမတ္တခေဥဒိယတံဝဘာကရံဖះတော့ဆွမ်းခံသွားတယ်လို့သူထင်ထားတာထင်ထားတော့ဖះနေတဲ့ကျောင်းဆိုတကားတွေဘာတွေတော့တွေဘာတွေပိတ်ခဲ့တာမှမဟုတ်တာပိတ်တာမှမဟုတ်တာနော်အဲ့ဒီမှာဘယ်သူမှမရှိဘူးလို့ထင်ပြီးတော့ကျောင်းထဲဝင်ပြီးတော့ခေါင်းပြူချိတာခေါင်းပြူချိလိုက်တော့ဘွားကနေမြတ်စွာဘုရားထိုင်တာတော့တွေ့တယ်သူထင်တယ်လို့ဆွမ်းကကြွသွားတာမဟုတ်ဘူးကျောင်းထဲမှာရှိနေတယ်အဲ့သူကတော့မရှိဘူးထင်ပြီးဝင်လိုက်တာနော်အငိုက်မိသွားတာဥပိတဝါဇိနမတ္တခံအနာကျောင်းထဲဝင်လိုက်တဲ့အခါမှာဥဒိယတံဝဘာကရံနတ်ခင်းမှာနေမင်းကြီးထွက်ပေါ်လာသလိုဘွားကနဲ့မြတ်စွာဘုရားကိုသူတွေးလိုက်တယ်အဲဒီကျောင်းထဲအဲ့တော့မြတ်စွာဘုရားဟာဧကကံဒုက္ခမတိနံဘိသမနံဝရိဋ္ဌိယဒိဋ္ဌဝနေဝံဝိစေတိသိနာယံလူခောနရသဘောဝင်လိုက်တာနဲ့ဘုရားကအဲ့ထဲမှာတပါးတည်းထိုင်တာမဟုတ်ဘူးမြတ်စွာဘုရားရဲ့ဘေးနားမှာရက်ခတ်နေတဲ့ကလေးမလေးတယောက်ချောချောလေးတယောက်ရှိတယ်အလွန်ချောတဲ့ကလေးမလေးတယောက်ကမြတ်စွာဘုရားကိုရက်ခတ်ပေးအဲ့ဒါမြင်လိုက်တဲ့အခါကျတော့သူ့စိတ်ထဲမှာအလှအပကိုအပြည့်ပြောတယ်ကတိကတပုဂ္ဂိုလ်မဟုတ်တော့ဘူးပေါ့အလှပမကြိုက်တဲ့ပုဂ္ဂိုလ်မဟုတ်တော့ဘူးပေါ့ဘာလို့လဲဆိုသူ့နားမှာအမျိုးသမီးချောချောလေးတယောက်ရှိနေတယ်
သူစိတ်ထဲမှာနာယံလူခေါ်နရာသဘောမြတ်စွာဘုရားဟာဒီတမန်ပုဂ္ဂိုလ်မျိုးမဟုတ်ဘူးအလှပကိုမကြိုက်တဲ့ပုဂ္ဂိုလ်မဟုတ်ဘူးအလှပကိုမြတ်နိုးတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဆိုပေါင်းသင်းဆက်ဆံရေးမှာလည်းခက်ခဲမဲ့ပုဂ္ဂိုလ်မဟုတ်ဘူးပေါ့ကြည့်ရလားအဲ့ဒါနဲ့သူကသဘောပေါက်သွားတယ်နာယံလူခေါ်နရာသဘောဒီယောက်ျားမြတ်ဟာအလှပတွေကိုရှုတ်ချပြီးတော့အလှပတွေနဲ့မျိုးသမီးတွေကိုတင်းတင်းမာမာဆက်ဆံတဲ့ပုဂ္ဂိုလ်မဟုတ်တော့ဘူးဆိုပြီးတော့မြတ်စွာဘုရားနာမှာရက်ခတ်နေတဲ့အမျိုးသမီးလေးကိုသူကြည့်မိတာစိုက်ပြီးတော့ကြည့်မိတာသာကညာကနကဘာသာသူ့ရဲ့သားရောင်လေးကရွှေရောင်လေးတဲ့ဝင်းနေတာအသဝါလေးပေါ့နော်ကလမဆိုရင်တော့အသက်ညိုဖြစ်မှာအသဝါရောင်လေးတဲ့သူကနကဘာသာဘဒုမာနနလောစနာသူမျက်နှာလေးကလည်းဗြဟ္မကြာပန်းလေးလို့လှတယ်ဘိဗုဒ္ဓီနှုတ်ခမ်းလေးကလည်းကြည်ရသည်မဲ့လို့ပဲရဲနေတယ်ကြည်ရသည်မြင်မှုရင်တော့သိမှာအယောင်လေးကလှဒီရဲနေတယ်ကုံဒတတနာသင်္ခွေပန်းဆိုတာရှိတယ်ဖွေးအဖြူရောင်လေးတွေအဲသင်္ခွေပန်းလို့သွားလေးတွေကလည်းဖွေးနေတာတဲ့အဲသူသွားဘယ်လိုမြင်တယ်လဲမသိဘူးနော်သူဒီတိုင်းထိုင်နေတာတော့မဟုတ်ဘူးစကားတွေပဲဒီခါလေးပြောလို့ဖြစ်လိမ့်မယ်ရက်ခတ်ရင်ကုံဒထတနာသင်္ခွေပန်းအပွင့်လို့သွားလေးတွေဖွေးနေတယ်တဲ့မနောနိတ္တရတယနာကြည့်လို့ကိုအားမရဘူးမျက်စိရတာရှိလိုက်တာရုပ်အစဉ်ကသူကလည်းအလှပကြိုက်တာအလှပကြိုက်တော့အလွန်ချောလွန်လှတဲ့အမျိုးသမီးတယောက်မြတ်စွာဘုရားဘေးမှာထိုင်ပြီးတော့ရက်ခတ်ပေးနေတာမြင်လိုက်တော့သူကမျက်စိလဲသွားတယ်အဲမျိုးသမီးလေးရဲ့အလှပပေါ်မှာနစ်မွန်းသွားတယ်နစ်မျောသွားတယ်သူဟေမဒေါလာဘသဝနာဒါကလည်းပဲတကယ်ကိုလှပတယ်ငွေနဲ့ရွှေနဲ့လှုပ်ထားတဲ့တစားလို့လှပတယ်ကဏိကာကာရသုတ်ထနီသူရဲ့ရှင်သာအသက်မြတ်ကလည်းပဲတဲသီးလေးလူအမတမကျက်သေးရှိတယ်တဲ့ဝေတိမစ္ဆာသူတော်နိဝေတိမစ္ဆာဝသူတော်နိခါသွေးခါကလည်းပဲအမတမလှတယ်တဲ့ခါသေးတင်ချီပေါ့အဲ့ဒါမျိုးဆိုလို့တယ်ပေါ့နော်ရံဘောရုစာရုဘုဒနာသူရဲ့လက်တံခြေတံပေါင်းတံနေကြည့်ရတာလည်းပဲငပြောတုံးလို့ချောနေတာပဲလို့ဆိုလို့တယ်ပေါ့ဒါတော့သူထင်းတဲ့သူဥပမာလေးတွေသူပေးတဲ့သဘောစာရုဘုဒနာတကူလုံးကြည့်လိုက်ရင်အတော့ကိုလှပတဲ့အမျိုးသမီးတယောက်ပဲရတ္တန္တကုပတံပြနာသူဝတ်ထားတဲ့အိုးကိုကြည့်လိုက်လို့ရှင်အတွင်းကဝတ်ထားတဲ့အယောင်ကအနီရောင်လေးတဲ့နီလမထနေဝဒနာအမတန်ချောညက်တဲ့အညိုရောင်လေးကအပေါ်အနေဝတ်ထားတယ်တဲ့အတ္တပနေယရူပေနဟာသဘာဝသမဏိတာသူ့ရဲ့အဆင်းကကြည့်လို့မဝနိုင်တဲ့အဆင်းမျိုးတဲ့ရုပ်အဆင်းကကြည့်လို့မဝဘူးတဲ့ဟာသဘာဝသမဏိတာဟာသဆိုတာသူ့မျက်နှာလေးကလည်းပြုံးနေတယ်သူ့ရဲ့ဟန်မှုရာလေးကလည်းစတိုင်ကြတယ်ပေါ့စမတ်ကြတယ်ပေါ့လို့ပြောတာဘာဝဆိုတာစမတ်ကြတော့ပြောတာနော်မျက်နှာလည်းပြုံးတယ်နေတာထိုင်တာလေးကလည်းစမတ်ကြတယ်ပေါ့အဲ့ဒါမှလူတွေကပို့နားလဲမှာစမတ်ကြတယ်လို့ပြောဘာဝရဲ့အတိတ်ပဲအဲ့ဒါစမတ်ကြတယ်တော့ဘာတော့မသိဘူးပေါ့စမတ်ကြကြလေးရှိတယ်တဲ့ပြောတယ်ဒါသူစဉ်းစားနေတာတွေကိုပြန်ပြပြတာနော်အဲ့ဒီမျိုးသမီးကိုမြင်ပြီးတော့သူစဉ်းစားနေထိတ်တဝတမေဝံစိန်တေသိ
အဟောယမဖိရူပိနိသူကြည့်ပြီးတော့ခေါင်းထဲမှာပေါ်လာတယ်တဲ့လှလိုက်တာနော်လှလိုက်တာနော်နမယနေနနိတေနဒိဋ္ဌပုဗ္ဗခုဒသနာဒါလောက်လှတာငါရင်တော့တခါမြင်ဘူးတဲ့လှမှာပေါ့ဘုရားကဖန်ဆင်းပြထားတာကိုနေမိတရုပ်ကိုနော်အစ်စ်မှမဟုတ်တာဘုရားကဖန်ဆင်းပြလိုက်တာသူမျက်စိလဲ့သွားတယ်မျက်စိလဲ့သွားတယ်နေမိတရုပ်ဖြစ်နေလို့လှအောင်ဖန်ဆင်းပြထားတာများဆိုနမယနေနနိတေနဒိဋ္ဌပုဗ္ဗကုရသနာဒီလောက်လှတဲ့အမျိုးသမီးကိုငါတခါမှမမြင်ဘူးတဲ့အဲ့ဒီလိုအလှပပေါ်မှာကြည့်ပြီးတော့နစ်မွန်းနေတဲ့အချိန်လေးမှာရုပ်တရက်ပြောင်းလဲမှုကြီးတွေမြင်လာတယ်လူတယောက်ဟာစိတ်ဝင်စားပြီဆိုစိုက်ကြည့်နေတော့တာလေအာယုံကအဲ့ဒီပေါ်မှာရောက်နေအဲ့ဒီမှာ तू စိုက်ကြည့်နေတော့မဲ့တတောစရာဘိပုဒ္ဒတာဝိဝန္နာဝိတ္တနနာ तू ကြည့်နေတော့မဲ့ရုပ်ကပြောင်းသွားတယ်။အိုမင်းကြီးရောခြင်းနေဝင်လာတယ်။ပရီတွေတွန့်လာတယ်။အလှပတွေကပြိုကျလာတယ်တဖြည်းဖြည်းကြည့်ရင်နဲ့ဝိဝန္နာဝိတ္တတာနနာမျက်နာလည်းရှုပ်လာတယ်။အသားရည်တွေကလည်းကျလာ။ဘိနဒန္တာသွားတွေကလည်းကျူးသေတသိတာခေါင်းကလည်းဖြူလာကြည့်နေရင်ပဲသူကအိုရုပ်အိုရပေါက်လာတယ်စိုက်ကြည့်နေတော့အချော်လေးပဲအဲ့မှာသူကြည့်နေတော့လေးပဲကြည့်လို့အာမရဖြစ်နေတဲ့အချိန်လေးမှာဒီဒေဝိဒရုပ်ကပြောင်းလာတလလဝဒနာသူစီအဲ့တော့နှုတ်ခမ်းကစသူ့ရဲ့ပါးစပ်ကဟိုရင်အသက်ရွယ်ကြီးလာတဲ့အခါကျတော့တတွေးကိုမထိန်နိုင်တော့ပါးစပ်ကရိုးထွက်လာတာတွေ့ရတယ်တဲ့တန်ခိတကန္နာတေတက်ခီနေရွက်ကလည်းနည်းနည်းတွန့်ရှုပ်လာတယ်ခါတိုင်းလို့တင်းတင်းရင်းလေးမဟုတ်တွန့်လာတယ်တေတက်ခီမျက်လုံးကလည်းပဲအနည်းရောင်ကနည်းနည်းတောက်ပတဲ့အနက်မဟုတ်ပဲနဲ့ဖြူကြောင်ကြောင်ဖြစ်လာတယ်လမ္ဘာသူပပယောဒရာအမျိုးသမီးရင်သားကြီးကလည်းတွဲကြလာတယ်တဲ့ဆိုလိုတာတော့အဲ့ဒါအိုသွားတဲ့ပုံစံကိုပြောနေတာနော်အိုသွားတဲ့ပုံကြီးမြင်နေရတယ်ဝလိဝိတ္တသဗ္ဗင်ကေလက်တွေခြေထောက်တွေအကုန်လုံးကြည့်လိုက်လို့ရှင်တင်းတင်းရင်းရင်းမရှိတော့ဘူးတဲ့ဒီအရေးတွေကတွန့်ပြီးတော့တွဲလေးရကြလာတယ်တွဲလေးရကြတယ်လက်မောင်းတွေကလည်းတင်းတင်းရင်းမဟုတ်တွဲကြလာတယ်အသားရည်တင်းတင်းရင်းမရှိတော့ဘူးတွဲကြနေတယ်တိရဝိတ္တဒေဟိနိအလုံးသပင်ကလည်းကျွတ်လာတဲ့အခါကျတော့ကြည့်လို့မလှတော့ဘူးပေါ့ကိုယ်ကားတွေဖြစ်လာတယ်အကျော်တွေကလည်းခန္ဓာကိုယ်မှာသိတာဝိတ္တဒေဟိနိဒီကုလုံးကြည့်လိုက်လို့ရှိရင်လည်းအကျော်ပြိုင်ပြိုင်ထလာတယ်အရင်တော့ငါပြောတုံးလေးလို့အပေါ်ခါရဝင်းလက်နေတာအကျော်မတွေ့ရဘူးအသားပြည့်ဖြိုးနေအခုကျတော့အကျော်တွေပေါ်လာတယ်တဲ့အိုယုဩအေးတွေပေါ်လာတာကိုပြောတာနတင်္ဂါဒန္တဒုတိယအဲ့ဒီချိန်မှာသူကြည့်နေတော့မဲ့ခါလည်းကိုင်းလာတာခါကိုင်းလာတယ်ဒန္တဒုတိယဆိုတော့အဲ့ဒီအချိန်မှာသူထားပြီးတော့လမ်းလျှောက်လို့လားမသိဘူးဒုဆောင်ရမဲ့အနေထားမျိုးရောက်လာတောင်ဝေးပေါ့တောင်ဝေးကန်ရလောက်ခါကြီးကကုန်းလာတယ်တဲ့ဥပ္ဖတုတိကတာခိတာနံရိုးတွေအပြိုင်ပြိုင်ထွက်လာအောင်ပိန်တာနံရိုးတွေပေါ်လာအောင်ပိန်သွားတယ်ချိနေရင်ကပြောင်းသွားတယ်ရုပ်တွေပဝေဒမာနာပတိတာနိတတံတိမုဟုံအသက်ရှူတာလည်းမောဟိုက်နေတဲ့ပုံစံမျိုးဖြစ်လာပြီးတော့
တုံတုံလှုပ်လှုပ်နဲ့သူ့ရှိမှရင်လဲကျသွားတယ်ခေါင်းအလွန်လှလို့သူကြည့်နေတဲ့ရုပ်ဟာသူ့မျက်စိရောက်မှပဲအဲ့ဒါလိုပြောင်းလဲသွားတယ်ချက်ချင်းကြီးပဝေဒမာနာအဖွားကြီးတုံတုံလှုပ်လှုပ်ဖြစ်ပြီးတော့လဲကျသွားတယ်တဲ့တတောမေအာတိတံဝေကောအဘုတောလောမဟန္တနောအဲ့သူမျက်စိကအဲ့ဒါကိုပဲကြည့်နေမခွာနိုင်ဘူးချင်းနဲ့သူမျက်စိတွေလဲသွားပြီးတတောမေအာတိတံဝေကောစိတ်ပြည့်ညင်းငွေတဲ့ဟာတွေပေါ်လာတယ်စိတ်ပြည့်เสียဖြစ်လာတယ်ပေါ့ခုနကတော့လှတော့သူအားကြနေတဲ့အချိန်လေးမှာအခုလိုဖြစ်သွားတာတွေ့လိုက်တော့ထိတ်လန့်တုန်လုံးမှုတွေဖြစ်လာတယ်အဘုတောလောမဟန္တနောကျက်သီးမွေးခြင်းတွေထလာတယ်ဓိရထုရူပံအတုစိရမန္တေယထပါဠိတာအေးအမှန်တရားကိုမသိတဲ့သူတွေသာလင်အခုလိုအလှပပေါ်မှာမမိုးနေတာတကယ်ကတော့သူ့ရဲ့ရုပ်ဆင်းဆိုတာစင်ကြယ်တန်ရှင်းတာတခုမှမရှိဘူးအညစ်အကြေးတွေနဲ့ပြည့်နေတာပဲခန္ဓာကိုယ်ထဲမှာအညစ်အကြေးတွေနဲ့ပြည့်နေတာဓိရထုတကယ်ကိုယွန်းစရာကောင်းတာတွေလူတွေဟာမတရိဘူးဆိုရင်ထွီလို့လုံးလို့ရှိတယ်ပေါ့နော်အဲ့ဒါကိုအတန်အတုပြုပြီးတော့ဒီရထုဆိုတဲ့စကားလုံးကိုသုံးတာဒီအထိထွီလို့ပြောတဲ့ဟာပဲနော်ယွန်းနေဆိုရင်သုံးတဲ့စကားလုံးတစ်ခုပေါ့နော်လူတွေဟာထွီလို့လုံးတဲ့မစင်ကြတဲ့ရုပ်ခန္ဓာကိုယ်ကြီးပေါ်မှာအမှန်တရားကိုမသိတဲ့ပုဂ္ဂိုလ်တွေသာဒါကိုကျေနပ်နေကြတာတဲ့တကယ်အစစ်မှန်ကိုသိလို့ရှိရင်မကျေနပ်တော့ဘူးလို့အဲ့တော့ဘုရားကျောင်းတော်ထဲမှာဘယ်သူမှမရှိဘူးဆိုပြီးတော့ဝင်သွားမိလိုက်တာသူမျက်စိရောက်မှာဘုရားနဲ့အမတန်ချောပေါ်လှပတဲ့အမျိုးသမီးလေးကိုမြင်ပြီးမျက်စိကအဲ့ဒီကနေပြောင်းလို့မရတော့စူးစိုက်ကြည့်ရင်ကနေပြီးအဲ့ဒီနေမိတရုပ်မျိုးသမီးလေးကအိုမင်းရင်တွားပြီးတော့အခုလိုအခြေအနေမျိုးရောက်သွားသည့်ထီအောင်သူဟာငေးမောပြီးတော့သွားတယ်ပေါ့ငေးမောပြီးတော့အဲ့လိုဖြစ်နေတယ်အဲ့ဒီငေးမောနေတဲ့အချိန်လေးမှာပဲမြတ်စွာဘုရားဆီကအတန်ထွက်လာတယ်တတမဟာကာရုဏိကောဒိဋ္ဌဝတံဝိကမန္တတံဥဒကစိတ်တော်သူကတော်ဣမကထာပါဒတာစိတ်ပြည့်ညင်းငွေ့နေတဲ့အချိန်လေးမှာတဲ့မဟာကရုဏာရှင်ဖြစ်တဲ့မြတ်စွာဘုရားကခေမာမိဘုရားရဲ့ဒီယုတ်ခန္ဓာဆင်းရဲဘောခေမာမိဘုရားဟာစိတ်ပြည့်ညင်းငွေ့နေတာကိုသိတဲ့အခါမြတ်စွာဘုရားကဒီအတ္တတေယောတရားဓမ္မကိုဟောပြောလိုက်တယ်ဒါကွတ္တိချိန်ထားတာပဲအံကြပဲနော်သူစိတ်ထဲမှာအဲ့လိုဖြစ်နေတဲ့အချိန်လေးမှာမြတ်စွာဘုရားနေပြီးတော့ချိန်ခိုက်နားထဲမှာထည့်ပေးလိုက်တဲ့အတန်းအာတုရံအတုစိပုတေပတ္တခေမေသမုဒ္ဒယဥက္ကရန္တံပက္ကရန္တံဘာလနာပိပတိတံจิตမိခေမာနာကျင်ခက်ခဲပြီးမစင်မကြဲမကောင်းသောအနတ်တွေရှိနေတဲ့ဒီခန္ဓာကိုယ်ကြီးကိုမင်းဉာဏ်နဲ့ကြည့်အပေါ်ယံလေးတွေမကြည့်နဲ့မင်းစဉ်းစားကြည့်ဥက္ကရန္တံပက္ကရန္တံဘာလနာပိပတိတံဒီခန္ဓာကိုယ်ကြီးရဲ့ကိုယ်ပေါက်တော်ရအမှားဝါကနော်အပေါ်လဲအန်ထွက်လာတယ်အောက်လဲယူထွက်သွားတယ်ဒီလိုမတရိစရာတွေပြည့်နေတဲ့ခန္ဓာကိုယ်ကြီးကိုမသိမလိမ္မာတဲ့အသိဉာဏ်ကဲမဲ့တဲ့ပုဂ္ဂိုလ်တွေကသာရှင်းတတ်နေကြတာတဲ့မင်းခန္ဓာကိုယ်ကြီးရဲ့အစစ်မှန်ကိုမြင်အောင်ကြည့်လိုက်ပါအဲ့တော့တဘာဝကိုလွန်နေတာလေလူတွေကအဲ့ဒါဟုတ်မဟုတ်သိချာကြည့်ပေါ့တဘာဝကိုမျက်ွယ်ပြုပြီးတော့တဘာဝမဟုတ်တဲ့ဟာပေါ်မှာလူတွေကတွေးပြီးတော့ကိုယ်စိတ်ထဲကဖန်တီးနေတဲ့အလှပေါ်မှာရစ်မှုနေကြတာလေတကယ်တဘာဝအလှကရစ်မှုစရာရှိမှမရှိတာရှိမှုစရာတခုမှမရှိဘူးဘယ်သူခန္ဓာကိုယ်ပဲဖြစ်ဖြစ်
နော်အတွင်းပြင်ပြောင်းလိုက်မယ်ဆိုလို့ရှိရင်ရှင်ကောင်းနေတယုံယုံနဲ့ရောက်လာမှသိချတယ်မွေးကြိုင်တာတခုမှမရှိတာရလုံးကထွက်တဲ့မျက်ချေးနားကထွက်တဲ့နှပါချေးနှာခေါင်းကထွက်တဲ့နှာချေးဘေးအရာများမွေးကြိုင်တာရှိလို့လေသိမ့်ထားစရာပဲအရာများရှိလို့လေဘေးအရာမရှိဘူးနော်တွိုင်းလက်ထဲဝင်တယောက်တည်းချက်ထိုးပြီးတော့စွန့်ပြရတဲ့အနေထားမျိုးတွေဘယ်ဟာရောမွေးတာရှိလို့လေအားလုံးဟာခန္ဓာကိုယ်ကြီးရဲ့တဘာဝကိုအမှန်တိုင်းကိုယ့်ကိုမလိမ္မညာပဲမြင်ဒီတိုင်းပဲတွေ့ရမယ်ဥက္ကရန္တံပက္ခရန္တံအပေါ်လဲအန်ထွက်တယ်အောက်လဲထွက်တတ်တယ်ဒါကိုပဲအဟုတ်ကြီးထင်ပြီးတော့လူတွေဟာတတ်မဲ့နေကြတယ်တဲ့ဆိုတော့မြတ်စွာဘုရားတဘာဝသိတဲ့အခါအတုပါယစိတ်တံဘာဝေဟိဧကခံသုတမဟိတံမင်းစိတ်လေးကိုရှုခန္ဓာကိုယ်ကြီးရဲ့မတက်မတဲ့ရှင်စဝဲအနေထားတွေပေါ်မှာစိတ်ကိုတည်တည်ချာချာအဲ့ဒီပေါ်မှာရောက်အောင်လုပ်ပါအဲ့ဒီစိတ်ကိုဖြစ်အောင်လုပ်ပါအပေါ်ရနဲ့မကြည့်နဲ့အတွင်းကိုကြည့်အတွင်းကြည့်လိုက်လို့ရှင်မတက်မတဲ့မလှပဘူးဆိုတဲ့အတုပတင်ညာမင်းပွားပါတဲ့စိတ်လေးတည်ငြိမ်အောင်လုပ်ပါအဲ့ဒီမတက်တဲ့ဘူးဆိုတဲ့အတုပတင်ညာပေါ်မှာစိတ်တည်ငြိမ်နေအောင်ထားပါတဲ့တတိကာယကတတယထုနိဗ္ဗိဒဘဟုလတဝါခန္ဓာကိုယ်ကြီးရဲ့သဘာဝတရားပေါ်မှာရှုမြင်သုံးသပ်မယ်ဆိုလို့ရှိရင်တဲ့ဒီခန္ဓာကိုယ်ကြီးပေါ်မှာညီးဝေးတဲ့စိတ်တွေဖြစ်လာပါလိမ့်မယ်တတ်မဲ့တဲ့စိတ်တွေမဖြစ်တော့ဘဲနဲ့ညီးဝေးတဲ့စိတ်တွေဖြစ်လာအောင်လုပ်ပါနော်ခန္ဓာကိုယ်ကြီးရဲ့မလှပမှုမတင့်တဲ့မှုတွေကိုစိတ်တွေးကြည့်ပါတဲ့ယထာဣဒံယထာဧတံယထာဧတံတထာဣဒံဣဇတေသဗဟိတသကာယိသန္တံဝိရစေမြတ်စွာဘုရားဆက်ပြီးတော့တရားဟောတယ်ယထာဣဒံတထာဧတံဆိုတာအခုသက်ရှိထင်ရှားဖြစ်နေတဲ့ဒီခန္ဓာကိုယ်ကြီးနဲ့သိသွားလို့အလောင်းကောင်းဖြစ်သွားတဲ့ခန္ဓာကိုယ်တူတူပဲစဉ်းစားလိုက်ခဏဒါသိသွားတယ်ပဲထားလိုက်နော်ဒီအသက်ရှိခန္ဓာကိုယ်ကြီးနဲ့သိသွားတဲ့ခန္ဓာရုပ်လောင်းယထာဧတံတထာဣဒံသိသွားတဲ့ရုပ်လောင်းနဲ့အခုသက်ရှိခန္ဓာကိုယ်ဣဇတင်္စဗဟိဒါသအတွင်းရောအပြင်မှာကြည့်လိုက်တဲ့ဘယ်သူခန္ဓာပဲဖြစ်ဖြစ်ကိုယ်ခန္ဓာပဲဖြစ်ဖြစ်သူခန္ဓာပဲဖြစ်ဖြစ်ဣဇဒဗဟိဒဆိုတာကိုယ်ခန္ဓာပဲဖြစ်ဖြစ်သူများခန္ဓာပဲဖြစ်ဖြစ်တဲ့ကာယေသန္နံဝိရဇယသူကာယကိုယ်ကာယသူကိုယ်နှစ်ခုစလုံးကတူတူပဲတဲ့အဲ့ဒီပေါ်မှာတတ်မဲ့တဲ့စိတ်တွေဖြောက်လိုက်ပါဒါကမ္မထံတရားကိုဟောနေတာနော်ကမ္မထံတရားဟောကာယပေါ်မှာတတ်မဲ့တဲ့စိတ်တွေကိုဖြောက်လိုက်ပါတဲ့အနိမိတ်တေသဘာဝေဟိမာနနုတ္တယမောဇဟအဲ့ဒီမှာဒီခန္ဓာကိုယ်ပေါ်မှာတတ်မဲ့တဲ့မတတ်မဲ့ရမယ်အာယုန်တွေသင်္ခါရတရားတွေကင်းတဲ့အာယုန်တွေကိုယ်တဏ္ဍမှာဖြစ်လာအောင်လုပ်ပြီးမာနနုတ္တယမောဇတတန်တရားလုံးဆွဲလာတဲ့ငါဆိုတဲ့ဟာငါဟာငါယုတ်ဆိုတဲ့ကိုယ့်ကိုအထင်ရောက်နေတဲ့မာနတရားကိုဖယ်ရှားဖို့ကြိုးစားပါလောကလူတွေကငါဆိုတဲ့မာနဆွဲလမ်းမှုဒါများတယ်ပေါ့ငါဟာဆိုတဲ့တဏှာဆွဲလမ်းမှုငါဖြစ်တယ်ဆိုတဲ့မာနဆွဲလမ်းမှုငါရဲ့အတ္တလို့ဆွဲလမ်းတဲ့ဒိဋ္ဌိဆွဲလမ်းမှုတွေအဲ့ဒီဆွဲလမ်းမှုတွေကိုပယ်ဖြောက်လိုက်ပါသင်္ခါရအယိနိမိတ်ကင်းတဲ့နော်တင့်တယ်ဆိုတဲ့အယိနိမိတ်မရှိတဲ့ဝိပဿနာတရားကိုပွားပါသို့မဟုတ်နိဗ္ဗာန်ဆိုတဲ့သင်္ခါရနိမိတ်ကင်းတဲ့နိဗ္ဗာန်ကိုအာရုံပြုပြီးတော့
မာနကိုပယ်နိုင်မှုကြိုးစားပါတတောမာနဝိသမယဥပတန္တာစရိတ္တတိအဲ့ဒီမာနကိုဖယ်လိုက်နိုင်ပြီဆိုရင်ကတော့မင်းရဲ့ယင်ထဲမှာပူလောင်မှုတွေငြိမ့်သွားလိမ့်မယ်ဒါရှိနေတယ်များမင်းပူလောင်မှုတွေခံစားနေရလိမ့်မယ်အေးမာနဖယ်လိုက်တာနဲ့တပြိုင်နက်ပူလောင်မှုတွေကငြိမ့်အေးသွားလိမ့်မယ်ဆိုပြီးတော့မြတ်စွာဘုရားတရားဆက်ဟောတာရှေရာဂရတ္တနုပတန္တိသောတံတယံကတံမကတကောဝသန္တံပင့်ကူကောင်လေးဟာသူကိုယ်တိုင်တွေ့တန်းထားတဲ့ပိုက်ပင့်ကူမြင်နေပေါ့သူကိုယ်တိုင်တွေ့တန်းထားတဲ့ပင့်ကူမြင်နေပေါ်မှာတဲ့ရှောက်လန်းပြီးတော့သွားတယ်လို့လူတွေဟာလည်းပဲလူချင်းတဲ့တဏှာနဲ့ရှောက်လန်းနေကြတယ်လူချင်းတဲ့တဏှာရှိတဲ့အပေါ်မှာရှောက်လန်းနေကြတယ်ဧတံပိစိတဝါနပရိပဇန္တိအဲ့ဒါလို့ရှောက်လန်းနေတဲ့အချိန်မှာဒီပင့်ကူမြင်ထဲမှာလာပြီးတော့ညှိတဲ့အကောင်ဟာယုံမထွက်နိုင်တော့ဘူးယုံထွက်နိုင်စွာမရှိဘူးဘယ်လိုမှယုံထွက်လို့မရဘူးထို့တူပဲတဏှာဆိုတဲ့ဒီပိုက်တန်းကိုလည်းပဲဘယ်သူမှယုံထွက်ပြီးတော့မသွားနိုင်ဘူးတဲ့အဲ့ဒါကိုအမှန်တရားသိတဲ့အသိဉာဏ်နဲ့ဧတံပိစိတဝါနပရိပဇန္တိပင့်ကူမြင်တဲ့လာသရံတူတဲ့စိတ်ကတွေ့တတ်တဲ့တဏှာကိုလည်းဖြတ်ပြီးတော့ယုံထွက်ပါနပိခိနောကာမဒုက္ခံပဟယလောကငဲကွက်ခြင်းမရှိဘဲနဲ့ကာမဒုက္ခကိုပယ်ဖို့အတွက်ရှုံးထွက်လိုက်ပါလို့ဆိုလိုတယ်တဏှာကိုပယ်လိုက်လို့ရှိရင်ကာမဒုက္ခနဲ့ယုံထွက်သွားနိုင်တယ်လို့အဲ့လိုမြတ်စွာဘုရားကသူ့ကိုထီတေသနာတွေနဲ့တရားဟောလိုက်တာနော်မြတ်စွာဘုရားဟောတဲ့တရားပုဒ်ပေါင်းကဒီထဲမှာ၅ပုဒ်ပြထားတယ်တန်ဝေကဖြစ်နေတဲ့အချိန်လေးမှာဖမ်းပြီးတော့တရားဓမ္မလမ်းကြောင်းကိုဖော်ပြလိုက်တဲ့အခါမှာခေမမိဘုရားဟာလမ်းကြောင်းမှန်ပေါ်ရောက်သွားတယ်ပေါ့အေးနောက်တည့်ရဲ့မြတ်စွာဘုရားဆက်ပြီးတော့ဘာတွေဟောတယ်ဆိုတာနောက်တည့်ရဲ့ကျမှဆက်ပြီးတော့ပြောကြရအောင်တရားချစ်ခင်သူတော်စင်ပရိသတ်ပေါင်းတို့ခေမမိဘုရားရဲ့စိတ်အခြေအနေတွေဟာမြတ်စွာဘုရားတွေ့တဲ့အခါမှာဖြောင်းပြန်ဖြစ်သွားတယ်အလုံးသူ့အလှပပေါ်မှာသူ့မာနအလှပပေါ်မှာဆွဲမဲ့နေတဲ့အတွေးတွေကလည်းပျောက်သွားတယ်။ဘာနဲ့ချွတ်လိုက်တာတော့ဆိုလို့ရှိရင်ငချင်းစီနဲ့ငချင်းကြော်တာလို့သူ့ရဲ့ဥပါဒံဖြစ်နေတဲ့သူ့ရုပ်ဆင်းပေါ်မှာသူဥပါဒံဖြစ်နေတယ်။သူလောက်လှတာမရှိဘူးလို့ထင်နေတယ်။သူ့ရဲ့လှတဲ့ရုပ်ကိုဖော်ပြလိုက်တဲ့အခါသူ့ကိုယ်သူပေါ်မှာတွေ့တာတဲ့စိတ်ကပျောက်သွားတယ်အဲ့ချိန်မှာသူ့ကိုယ်သူအလှဆုံးလို့ထင်နေတာအဲ့ဒီစိတ်ဟာနေမိတအမျိုးသမီးရုပ်ကိုကြည့်လိုက်တာနဲ့သူကပျောက်သွားတယ်အဲ့ဒါကိုငချင်းစီနဲ့ငချင်းကြော်တာဆိုတာဥပါဒံဆွဲကိုတဏှာနဲ့ချွတ်လိုက်တာနော်အကုသိုလ်ကိုအကုသိုလ်နဲ့ပဲပြန်ချွတ်တာဆူးနေရင်ဆူးနဲ့ပဲပြန်ထွက်တယ်လို့ပဲသူ့ရုပ်ပေါ်မှာဆွဲလန်းနေတဲ့ဥပါဒံကိုသူ့ရဲ့လှပတဲ့နေမိတရုပ်ပြလိုက်တဲ့အခါအလိုလျောက်သူ့ကိုယ်သူဆွဲလန်းမှုတွေပျောက်သွားတယ်အဲ့ဒီဆွဲလန်းမှုကဘယ်ရောက်သွားတော့ဆိုသူမြင်တဲ့နေမိတရုပ်အမျိုးသမီးလေးပေါ်ရောက်သွားတယ်အဲ့ဒီပေါ်မှာသူဖြစ်ချင်တာအဲ့ဒီအမျိုးသမီးလေးလိုလှချင်သွားပြီအဲ့ကြတော့အဲ့တော့သူတဏှာကအဲ့ဒီပေါ်ရောက်သွားတယ်သူ့ရုပ်ကိုသူဆွဲတဲ့ဥပါဒံကပျောက်သွားပြီသူဆွဲလန်းတဲ့တဏှာကအဲ့ဒီအမျိုးသမီးပေါ်ရောက်သွားတယ်အဲ့ဒီပေါ်တွေ့မလို့လှုပ်တဲ့အချိန်မှာမြတ်စွာဘုရားကတဖြည်းဖြည်းအိုရုပ်တွေကိုပြလိုက်တဲ့အခါသူတွေ့လို့မရတော့စိတ်ပြက်သွားတယ်အဲ့ဒီစိတ်ပြက်သွားတဲ့အခါမှာတရားသဘောထည့်ပြီးတော့ပေးလိုက်တဲ့အခါမှာခေမထေရီဟာအမှန်တရားခေမဘိက္ခုနီခေမမိဖုရားဟာအမှန်တရားကိုသိရှိသွားတယ်လို့သူဆိုတာပေါ့နော်ဒါလိမ္မာပန်းတဲ့မြတ်စွာဘုရားရဲ့ပြည့်ရဲ့ကြွယ်ဝစွာလူတူတယောက်ရဲ့စိတ်ကိုလမ်းမမော်ရောက်အောင်တရားဓမ္မလမ်းပြခဲ့ခြင်းဖြစ်ပါတယ်တရားချစ်ခင်သူတော်စင်ပရိသတ်ပေါင်းတို့ခ
ခေမာထေရီမကသူ့ရဲ့ပါရမီဘဝနောက်ဆုံးအချိန်မြတ်စွာဘုရားနဲ့တွေ့တာစပြီးတော့အခုလိုအမှတ်တရပြန်ပြီးတော့ပြောတာကိုနိုင်မှတ်သားကြရသဖြင့်တန်တရားဘဝမှာမိမိတို့ကိုယ်တိုင်လည်းပဲနေ့စဉ်ဘဝမှာဆွဲလန်းတတ်တဲ့တဏှာရာဂကိုတတိပြုပြီးတော့မဆွဲလန်းအောင်ထုရရီကြိုးစားအထောက်ကြမှာဖြစ်တယ်လို့ကိုယ်စီတတိတရားအတိတရားရပြီးကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းသာဓုသာဓုသာဓုရှေ့ဆက်ချရရှင်ဖယားဘုရားဘိတော်တို့သည်ဓမ္မအတိညာရရှိမှသာလင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ပါသောကြောင့်ဓမ္မအတိညာရရှိစေရန်ရှိတန်ကြလျက်ဓမ္မသဘင်ဆင်ကျင်ပါပြုလို့ကြ၍အမတဒါနာဓမ္မဒါနာတရားအလှတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုရွတ်သေးလေးများစွာမမတ်သာအာယုန်ထားလျက်နာကြားကြပါကုန်၏တရားတော်မြတ်ကိုတတ္တဗဝတ္ထုအစုစုတို့ဖြင့်ပူဇော်ကြပါကုန်၏ရှင်နေ့ယခုအာထုပြုလုပ်ကြရသောဤကောင်းမှုဤကုသိုလ်စုစုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှုဤအဖို့ဘာကကိုအမိအဖအဖို့အဖွာဆရာသမားမစ၍ကဘာသူကဘာသာလူနတ်မြမသတ္တဝါအများတို့အားအမြဝေငှပါကုန်၏ကုသိုလ်အမြကိုစီရကြကုန်သည်ဖြစ်၍ကိုစိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်းအာလုံးတရားသမျှအမြလူတော်မူကြပါကုန်တော်သာဓုသာဓုသာဓုအာလုံးတရားသမျှအမြလူတော်